Binance မှာ KYC တင်ဖို့အတွက်ကိုဘယ်ကနေတင်ရမလဲ driving license နဲ့တင်ရမလား ID ကတ်နဲ့တင်ရမလား passport နဲ့တင်ရမလားဝေခွဲများဖြစ်နေတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့တွေ့ကြုံလေးတွေကိုမျှဝေပေးခြင်းပါတယ်သူကတော့ recommend ပေးတာကတော့ driving license နဲ့ recommend ပေးတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့တကယ်လို့မိတ်ဆွေမှာ passport ရှိရင် passport တက်တန်းကရှိနေသေးတယ်ဆိုလို့ရှိရင် passport နဲ့တင်ပါ passport နဲ့တင်တယ်ဆိုလို့ရှိရင်မကြပါဘူး9မိနစ်10မိနစ်တွင်မှာချက်ချင်း verify ဖြစ်ပါတယ်အဲ့တော့ကျွန်တော်က continue ကိုနှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က take picture လား upload photo လားပေါ့နော်ကျွန်တော်ကတော့ရိုက်ပြီးတာပုံကိုပဲယူမှာဖြစ်တဲ့အတွက် upload photo ကိုပဲကျွန်တော်ကနှိပ်လိုက်မယ်ပြီးတော့ရင်တော့ကျွန်တော်တို့ကဒီ upload ဆိုတဲ့နေရာမှာကျွန်တော်တို့ဖုန်းထဲမှာရှိနေတဲ့ passport ပုံကိုရိုက်ထားတဲ့ပုံကို upload လုပ်မှာဖြစ်ပါတယ် passport ပုံကိုရိုက်ထားတဲ့ဟာမှာလည်းအလင်းရောင်ကောင်းကောင်းနဲ့စာတွေကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့ပုံတွေကိုရိုက်ထားစေချင်ပါတယ်ပြီးလို့ရှိရင်တော့အဲ့ဒီပုံလေးကို upload လုပ်လိုက်မယ် upload လုပ်ပြီးတော့ရင်တော့အောက်က continue ကိုကျွန်တော်နှိပ်လိုက်ပါမယ်နှိပ်ပြီးတော့လို့ရှိရင်တော့ဒီနေရာမှာတော့ကျွန်တော်တို့ကမျက်နှာကို check လုပ်ရပါမယ်ကျွန်တော်တို့အလင်းရောင်ကောင်းကောင်းရတဲ့နေရာတကယ်လို့မိတ်ဆွေကမျက်မှန်သမားဆိုလို့ရှိရင်လည်းမျက်မှန်ချွတ်ရပါမယ် mask တွေမတက်ရပါဘူးအုတ်ထုပ်တွေမတက်ရပါဘူးဒါတွေလုပ်ပြီးတော့လို့ရှိရင်တော့ဒီ continue ကိုနှိပ်လိုက်ပြီးဆိုတာနဲ့သူကနေပြီးတော့မှကျွန်တော်တို့ရဲ့မျက်နှာကိုစစ်ဆေးပါမယ်ပြီးတော့လို့ရှိရင်တော့ခဏလေးစောင့်ပေးရပါမယ်အောင်မြင်သွားပြီဆိုလို့ရှိရင်တော့ဒီနေရာမှာကျွန်တော်တို့ရဲ့ဒီ passport ထဲမှာပါတဲ့ဒီ data တွေအတိုင်းကိုသူကတခါတည်း auto ဖြည့်ပြီးတာဖြစ်ပါတယ်တကယ်လို့မိတ်ဆွေရဲ့နာမည်ကမောင်မောင်ဆိုလို့ရှိရင်လည်းသူကတခါတည်းဒီနေရာမှာမောင်မောင်ဆိုပြီးတော့သူက auto ဖြည့်ပြီးတာဖြစ်ပါတယ်မွေးနေ့တက်ကြွတွေအကုန်လုံးသူဖြည့်ပြီးတာဖြစ်ပါတယ်သူကသူတခါတည်းဖြည့်ထားပြီးတာပေါ့နော်ကျွန်တော်တို့ကဖြည့်ပေးရမှာကဒီအောက်က address လိပ်စာလေးတစ်ခုပဲပေါ့နော်အဲဒီလိပ်စာလေးကို passport ထဲမှာရှိတဲ့လိပ်စာတိုင်းကိုဖြည့်ပေးလိုက်ပါပြီးတော့ရင်တော့သူက under review ဆိုပြီးတော့ပြပါလိမ့်မယ်တကယ်လို့ verify ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ email လိပ်စာအတိုင်းတို့မဟုတ်ကျွန်တော်တို့ဒီ Binance app ရဲ့ notification မှာသူပြပါလိမ့်မယ်အဲ့တော့ဒီအောက်က go to home page ကိုပဲတစ်ချက်နှိပ်ပြီးတော့တစ်ချက်သွားပြီးတော့ကြည့်ပါမယ်အပေါ် profile နားလေးမှာ verify ဖြစ်ရမယ့်နေရာမှာ pending ဆိုပြီးတော့ပြပါလိမ့်မယ်ဒါဆိုရင်တော့မိတ်ဆွေကသူကတော့ပြောတယ် estimate တိုင်းကတော့1 hour ဝန်းကျင်ပြောပေမဲ့ကျွန်တော်ကတော့နောက်9မိနစ်10မိနစ်နေလို့ရှိရင်ကျွန်တော်ထပ်ပြီးတော့ဝင်ကြည့်ပါမယ်နောက်ထပ်10မိနစ်လောက်ကြာမှကျွန်တော် Binance app တွေကိုထပ်ပြီးတော့ဝင်ကြည့်တဲ့အခါမှာဒီလိုမျိုးပုံစံတွေစပြီးတော့တွေ့ပါပြီကျွန်တော်တို့ဒီ profile ကိုနှိပ်ကြည့်တဲ့အခါမှာလည်းခုန pending နေရာလေးမှာ verify ဆိုတဲ့ဟာလေးကဖြစ်သွားပါပြီဒီတော့ကျွန်တော်ကတော့အကြံပေးခြင်းနဲ့ verify ဖြစ်ဖို့အတွက်ကိုမှတ်ပုံတင်အစား driving license ဒါမှမဟုတ် passport ရှိနေတယ်တသက်မကုန်သေးဘူးဆိုလို့ရှိရင်လည်း passport ထဲမှာပါတယ်ဒီဒီအချက်လက်တိုင်းကိုပဲဖြည့်ပြီးတော့ကျွန်တော်ကတော့ verify ဖြစ်အောင်လို့ကြိုးစားကြည့်စေချင်ပါတယ်တကယ်လို့ကိုယ်မှာအချက်လက်ကပြည့်စုံတယ်ဆိုလို့ရှိရင်10မိနစ်15မိနစ်နဲ့ verify ဖြစ်ပါတယ်အားလုံးလည်းအဆင်ပြေကြပါစေ